လူတယောက်ရဲ့အပြုံးကိုမြင်တာနဲ့တင်ဘလို့ထင်လဲသူကပျော်နေတယ်လို့ထင်လားဘဝမှာဘာမှစိတ်ပူစရာမရှိဘူးလို့ထင်လားတကယ်တော့သူရဲ့အပြုံးဟာတခါတလေမှာစစ်မှန်တဲ့အပြုံးမဟုတ်ဘူးဆိုတာနားလည်ပါတခါတလေမဖြစ်တာလို့တကယ်နာကျင်နေတဲ့စိတ်ကိုဖုံးဖိထားတဲ့မျက်နှာဖုံးဖြစ်တတ်တယ်လူအများကသူ့ကိုအကျဉ်းနာမရှိတဲ့လူလို့သတ်မှတ်တတ်တယ်သူစဉ်းစားနေတဲ့အရာတွေခံစားနေရတဲ့အတွင်းစိတ်ကိုတော့ဘယ်သူမှမသိနိုင်တာသူဟာမိသားစုအတွက်တိတ်တိတ်ဝမ်းနဲ့တက်တဲ့သူဖြစ်နိုင်တယ်လို့ကိုရေးကိုတာအစင်မပြေတာတွေလည်းရှိနိုင်တယ်သူဟာသူငယ်ချင်းတွေအတွက်အမြဲဖြစ်ချင်တဲ့အမြဲပျော်ရွှင်တဲ့သူမျိုးပေါ့ဒါပေမဲ့ရင်ဘတ်ထဲမှာတကိုယ်တည်းပဲခံစားနာကျင်နေသူပါသူ့ရဲ့အပြုံးဟာမင်းထင်နေတာမျိုးမဟုတ်နိုင်ဘူးနောက်တစ်ခါမင်းနေဖြင့်သူငယ်ချင်းတယောက်ကိုအပြုံးနဲ့ကြည့်လိုက်တိုင်းမေးကြည့်လိုက်ပါတကယ်မြဲအဆင်ပြေသလားတခုပဲမှတ်ထားအပြုံးနောက်မှာအမှောင်တစ်ခုရှိနိုင်တယ်နားထောင်ပေးခြင်းဟာချစ်ချင်းရဲ့အစဖြစ်တယ်